လည်းမမြင်ရပါကျွန်တော်ကတော့ဒီတိုင်းပို့ပြပါရမယ်ဖြစ်ပါတယ်ကျွန်တော်စီးဝင်ဆိုတာကိုခုလိုပြဝါမှာပဲဖြစ်ပါတယ်အဲဆိုလို့ရှင်သွားလိုက်မယ်ခုနလူဒီမှာဆိုတာကိုဗီဒီယိုနဲ့လုပ်ထားကျွန်တော်ကွာနှစ်ခုရှိရဲ့အတွက်ပါတော့ကွာနှစ်ခုရှိရဲ့အတွက်လုပ်ထားပါတယ် let's go ကြီးရဘိုးရောက်ပါပြီခင်ဗျာကျွန်တော်ဆော့ထားလေခဏကြည့်မယ်အခုအတန်ပြောနေအခုပါဟုတ်ပြီကျွန်တော်အိမ်နာလေးမှာစက္ကန့်ကြည့်ပြီးသွားတာပါခုနကကျတော့ဘာဖြစ်နေလို့ပေါ့ကျွန်တော်ရှိမှာမဆိုင်နှစ်ကောင်ရှိရတယ်အဲ့အချိန်ကကျွန်တော်အဲ့ဟိုမရိုက်သေးဘူးပြကျွန်တော်ဘလဟိုးကုတ်ရတာလေဟုတ်မြတ်အချက်ပြူကဘလဟိုးကုတ်ရပြွားဘလဟိုးခိုးယူရဲဟာပါယူလဲဆိုတာခဏပြမယ်ချက်ချင်းယူတာတော့ကျွန်တော်ဟုတ်ပြီအဲ့ရနဲ့ဒီလိုသွားမယ်ကျွန်တော်တင်နေတယ်အမလီတော်သေးလို့ပေါ့ထဲထဲပြန်ဝင်သွားတာဟုတ်ပါပြီသွားမယ်အိမ်မှာခုံပြီးသွားပါမယ်ကိုနမခုဘေးစနာရောက်မှခုံပြီးသွားပါနှမဆိုလို့ရှိရင်ခွာဖြစ်ပါတယ်အခုတော့ကျွန်တော်ရောက်သွားပါပြီဘယ်လောက်ကိုကုတ်ကြီးပေါ့ဗျာအစင်းလေးပဲထည့်ပြလိုက်ပါမယ်စိတ်ကိုဆရာကြီးဟိုရှိရင်ဘာလို့နေလဲဒီကောက်မနဲ့တွင်ရတယ်အောက်ထက်ကနေပေါ်တဲ့ကိုဘယ်တော့မှငါဟာကိုးနိုင်မှာမဟုတ်ဒါမဲ့အဲ့ဂျာလေးတွေမှာဘလက်ဟိုအလဲကွန်ပျူတာဟာကြီးကိုတယောက်ကိုပြီးလိုက်ပါတယ်သူကထွိတ်မလားဆိုထွိတ်မယ်ဆိုပြီးကျွန်တော်အလကားပြီးလိုက်တာပါโอเคပါစောင်းကြလိုက်ကောင်းလားမသိစောင်းကြလိုက်မရဘူးထင်တယ်သူပဲပြကျောင်းကိစ္စနဲ့ပတ်သက်ပြီးတော့ဖြစ်တဲ့ဟာတွေပဲထားလိုက်ရအဲ့မှာခီးကနေလို့စရိုက်ပြနေလိမ့်မယ်ဟုတ်ပေါ့ခငါဒီရေကိုပြောလိုက်ရှော့ဒီကနေစလိုက်ပြနေလို့ရှင်ကိုခွာလိုက်လို့သူတို့ထွက်လိုက်လို့ရှင်အဲ့ဒီကနေဖုံဆိုပြီးပြနေအဲ့ဒါကိုဟာကိုဘယ်တော့မှခိုးနိုင်မှာမဟုတ်ငါခုံပြီးသွားပြီးတော့နည်းနည်းခိုးနိုင်တယ်ဗျာတော့တစ်ခါတည်းတော့သွားအိုင်ချီမြင်ပိတ်လေးဘယ်ကောင်မှမရဘူးဆိုတာနဲ့ကျွန်တော်အဲ့auditing room တော့ခုဖို့လုပ်ပါတယ်ဟိုမှာလည်းချလာရှိတယ်ဒါပေမဲ့ကျွန်တော်တော့ခုမရှိဟုတ်ပြီဒီဘက်ရောက်သွားရှော့အဲ့ဟန်ကျွန်တော်ဟိုလောက်ပြီးတော့လိုက်တော့မယ်ကျေးဇူးတင်တာdin do ရှော့ပါခင်ဗျာသူကကျွန်တော်ကပန်ရှင်တင်မျိုးသူခေးပြလိုက်တာပဲချလာပူတာဗဒါမဲ့သူစက္ကန့်ရညာနေလို့ဆိုကျွန်တော်ပြန်ထွက်လိုက်ပါတယ်ဘောကတော့ပုံမပြီးနေကိုစီနေအဲကြွားချင်လို့မဟုတ်ပါဘူးကျွန်တော်ယူချင်နေတူအေးအလဲအကောင်တော့ကျွန်တော်တယောက်ကိုပေးလိုက်ပါတယ်မကျွန်တော်ဟိုအကောင်ခိုးနေရရောရိုက်လိုက်တာပေါ့ဒီနေ့ကတော့အများကြီးရှိနေဆိုရင်တော့ကျွန်တော်ကိုင်းနေဆိုလို့ရှိရင်ကျွန်တော်ရက်ပလိုက်တော့ပါမယ်ရှိဝါမှာကြောက်လို့ပါသူကဘူးဆိုပြီးပြောလိုက်ပြီကျွန်တော်အဲ့ဒါအတိပိတာကျွန်တော်ဆော့ခဲ့ရဆိုကျွန်တော်ကဆိုမှချားဖုံးမဟုတ်ပါဘူးကျွန်တော်ကိုယ်တိုင်ဆော့ထားတာကိုပြထားတာပါတော့အဲ့နာမှာပါတင်လိုက်ပါတယ်လုံးနဲ့ကျွန်တော် easily ပဲဟဲပြီးလိုက်ရေအဲ့နာမှာချတာလို့ရှင်သူဘာမှမလုပ်လို့မရအောင်အဲ့ဒီမှာကျွန်တော်အဲ့ who want to ကျွေးလို့ပြောတဲ့ချိန်မှာအဲ့ကောင်လေးတယောက်က yes me ဆိုပြီးပြောလိုက်တာပေါ့သူ့အချင်းဟိုလောက်လိုက်တယ်ဒါမဲ့သူကမလက်ခံတော့တခြားတယောက်ကိုပဲလောက်လိုက်တယ်Trippy choppy babaloni fully turn hard ဟုတ်ကဲ့ပါဒါလေးကိုကျွန်တော်ပြချင်တာနော်ကျွန်တော်ဟိုရှိလို့ရှိရင်ကျွန်တော်ရှိုက်ထားတဲ့ပုံမှာစာတန်းလေးထိုးပြထားပါမယ်
စာတန်းလေးစလာနေကျွန်တော်ထိုးလိုက်မယ်ခုကတော့မလို့ရသေးတိုင်းလောက်ထားတာဒီချက်လေးပဲပေးလိုက်ရပါ happy we are so happy အဲ့နဲ့သူ့အိမ်ကိုသွားပါမယ်တော်ပြရနဲ့ကျွန်တော်အိမ်လေးကိုကြည့်ဒီရင်းနဲ့ခိုးဖို့လုပ်နေပါတယ်ခင်ဗျာဒီချိန်မှာကျွန်တော်နည်းနည်းလေးစောင့်တော့ပါ9 နိုင်ထိုးဟုတ်ကဲ့ပါကျွန်တော်ချလာလေးတို့ချလာလောက်မှာ special လေးတို့ချလာခိုးနေတာဖြစ်ပါတယ်ဟုတ်ပါပြီ Extinct Prowler. ခိုးနေမြောက်နည်းနည်းလေးစိတ်တူပါတယ်ကျွန်တော်အေးဆက်ကြောက်ပြီးကျင်တာအဲ့လိုမျိုးတလားအဲ့ဒါနဲ့ကျွန်တော်ခိုးကကျွန်တော်အလေးမထားဘဲနဲ့ဆိုလို့ရှိရင်ကျွန်တော်တနေကြီးနေဖုံဖုံဖုံကြီးပြောလိုက်အဲ့ဒါကြောင့်နေလိုက်တာကျွန်တော်ဆိုရင်ဒီကဒီတစ်ခေါင်ပေးမှကျွန်တော်တနေချင်းတယောက်ကိုနှစ်ကောင်ပေးမှာဗျာအဲ့ဒါကြောင့်အားရဆိုဒီကနေစပြန်တော့အဲ့ဒါကြောင့်ကျွန်တော်တနေချင်းတယောက်ကိုပြီးမှတယောက်ကိုကောင်းကြတော့လက်ဝိုင်းတော့ရှိတော့အဲ့ဒါကြောင့်ကျွန်တော်တနေချင်းကိုပြီးမှဖြစ်ပါတယ်သူတို့အကောက်ကိုလည်းကျွန်တော်အခုလုပ်ပြီးသွားတဲ့အချိန်မှာကျွန်တော်ပြပေးပါမယ်ပြထားပါတယ်စာတန်းအပေါ်မှာပြထားပါတယ်အပေါ်နားကြီးမှာပြထားပါတယ်ဟုတ်ပြီအဲ့ဒါဆိုရင်တော့ bye bye wait ကျွန်တော်ခဏလေးအခုလေကျွန်တော်တခုပြောချင်နေမှာဗရာတာနားလေကျွန်တော်ခုနကတက်တော့ဆော့နေဟုတ်တယ်ခဏနေတော့ကိုတို့ဘာရှိကျွန်တော်အစီဘီကောင်လေးကိုလည်းကျွန်တော်လုပ်ပေးထားဖို့ရှိပါတယ်အဲ့ဒါတရားရလောက်ပြောပြကြပါဦးတရား YouTube မဟုတ်ဘူးလို့ရှာအဲ့ဒါပြသွားရတဲ့တာ